ဘုရားဗုဒ္ဓမမိတ်ဆွေများမင်္ဂလာပါခင်ဗျာဘုရားဗုဒ္ဓမမိတ်ဆွေများကိုခုတကတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့ကျိုက်တော်မြို့မှာရှိတဲ့စစ်တောင်းပြဘုရားပဲဖြစ်ပါတယ်ခင်ဗျာဘုရားဘူးအများအားဖြင့်တော့ဒိုင်နမိုဘုရားနဲ့ရေဘောတော်မစ်ရှင်ဘုရားကိုပဲဒါရောက်ဖူးမြော်ကြတာတွေ့ရပါတယ်ဒါပေမဲ့ဘုရားဘူးများမသိသေးတဲ့ဘုရားတစ်ခုရှိပါတယ်အဲ့ဒီဘုရားကတော့ကျိုက်တော်မြို့ကော့စနိုင်ရမှာရှိတဲ့စစ်တောင်းပြဘုရားပဲဖြစ်ပါတယ်ခင်ဗျာဘုရားဘူးများကျိုက်တော်မြို့ကိုရောက်ရှိပါကစစ်တောင်းပြဘုရားတို့လာရောက်ဖူးမြော်၍ဆုတောင်းနိုင်ပါတယ်ဆိုတဲ့အကြောင်းကိုဖိမန်ကပြုလိုက်ရပါတယ်ခင်ဗျာဘုရားဘူးများသွားလာရေးအဆင်ပြေတဲ့ရန်ဝေးလို့လည်းငှားရမ်းနိုင်ပါတယ်ခင်ဗျာ